ဒါဖြင့်ဒကာဓမ္မတို့မနေ့ကပြောခဲ့ရဖယားပဲနေရာမှာပွင့်တယ်ဦးလို့မေးတော့ဒကာဓမ္မတွေကဘယ်နဲ့ဖြေကြရှင်းမလားဖယားပဲနေရာပွင့်ပါလိမ့်ဒီနေရာမှာခမည်းတော်မဲ့သွင်းရင်လည်းခမည်းတော်သောတာပန်ဖြစ်တဲ့နေရာလည်းဒီနေရာပဲသဂရဂံဖြစ်တဲ့နေရာရောအနာဂံဖြစ်တဲ့နေရာယန္တာဖြစ်မဲ့နေရာရောဒါဖြင့်ဒီနေရာကဝေဒနာပေါ်တိုင်းသာထိုင်ရှုနေဒီဘက်ကတန်တရားအစစ်ကြီးကဘယ်နဲ့နေဒါဖြင့်ဒကာဓမ္မတို့ပရိစ္ဆေသမုပ္ပါဒုက္ခစက်ကြီးဆက်နိုင်သေးရဲ့လားဘာကြောင့်မဆက်ပါလိမ့်မလို့မေခွန်းထုတ်ရင်ဒကာဓမ္မတွေပေါ်ဗလားဝေဒနာကိုအနိစ္စရှုတဲ့မဲ့ဝင်လာလို့သန္တရာပြတ်သွားတာဖေဟာဥလာဘူးလို့ဝမ်းသာစရာကောင်းပါဗျာဖေဟာလည်းပဲနေရာမှာဖေဟာဖြစ်ပါလိမ့်ပြစ္ဆေကဗုဒ္ဓနန္ဒမူလိုင်းနေပါလေမဟုတ်ပါဘူးဝန်းနဲ့မှာပရိစ္ဆေသမုပ္ပါကြီးကဝန်းနဲ့တမ်းမနေဘူးလားထုံးစံတိုင်းဒီတိုင်းတမ်းနေတဲ့ထဲမှာဒီကြားမှာသူတို့မက်သွင်းကြတာပဲရှင်းမလားဒါကြောင့်ဘောဓိပဲနဲ့ရွှေပလင်မှာဖယားမဖြစ်ပါဘူးဝေဒနာနဲ့တဏှာကြားမှာဖယားဖြစ်တယ်ရိပ်မိမလားဘယ်နေရာဖယားဖြစ်ပါလိမ့်ဘောဓိပဲနဲ့ရွှေပလင်ဆိုတော့ဘောဓိပဲကယုတ်တရားကြီးပါရွှေပလင်ကလည်းယုတ်တရားကြီးပါအဲ့ဒီပေါ်မှာဖယားမဖြစ်ပါဘူးမြတ်စွာဘုရား၏ဝန်းထဲမှာပရိစ္ဆေသမုပ္ပါအစဉ်ဖြတ်သွားတာသည်ဝေဒနာနဲ့တဏှာကြားမှာညံဝင်လိုက်တာပဲညံဝင်တဲ့အချိန်မှာသဗ္ဗိတညံဝင်တဲ့အချိန်မှာဝါရတမညံဝင်တဲ့အချိန်မှာဘာဖြစ်ပါလိမ့်ဒါဖြင့်ဘောဓိပင်မောဖြစ်သလားတရားဓမ္မတို့ဝေဒနာနဲ့တဏှာမဆက်မိအောင်လုပ်တဲ့နေရာမှာဖယားဖြစ်သလားဒါဖြင့်တရားဓမ္မတို့ဘုန်းကြီးတို့နေတိုင်းဟောနေတဲ့ဝေဒနာကြော်ပြီးအနိစ္စမြင်အောင်ရှုဒုက္ခဝေဒနာပေါ်လဲဒုက္ခဝေဒနာမရှုနဲ့အနိစ္စကိုရှုဒုက္ခဝေဒနာပေါ်လဲဒုက္ခဝေဒနာမရှုနဲ့ဘာဥပေက္ခဝေဒနာပေါ်လဲရောဒါကြောင့်တတိပဌာန်ပါဠိတော်ကသမုဒိယဓမ္မာနုပါတိဝဝယဓမ္မာနုပါတိဝဝေဒနာတုဝေရတိမင်းတို့ဖြစ်ပြတာရှုကဝေဒနာရှုမနေနဲ့ရှင်းမလားဘာရှုอ่ะဝေဒနာတော့ဝေဒနာပဲဝေဒနာကိုရှုမနေနဲ့သူဤအပြက်ကလေးကိုမြင်အောင်ကြည့်သဘောကျလားဘာကြည့်อ่ะသူဤအပြက်ကလေးမြင်အောင်ကြည့်လိုက်တော့ရှေ့ကအပြက်နောက်ကမဲ့ဖြစ်သွားမဲ့ဖြစ်သွားတော့ဒကာဓမ္မတွေဒီနေရာမှာသောတာပန်တည်တဲ့နေရာပဲကိုယ်ဝန်းထဲမှာမဲ့ပေါ်တာဗျအဲ့ဒီကိုယ်ဝန်းထဲမှာကိုပေါ်တော့အိမ်ပေါ်မှာပေါ်လို့ရှိရင်ဒီအိမ်ကြီးကဘောဓိပဲနဲ့ရှုပလင်ပဲသဘောကျအဲ့ဒီပေါ်မှာမဟုတ်ဝန်းထဲမှာဘုရားဖြစ်တာဝန်းထဲကမဲ့လာလို့ဝန်းထဲမှာသောတာပန်တည်တာရှင်းမလားဒါဖြင့်ဒကာဓမ္မတို့ဒီတရားတွေကလို့ဆိုလို့ရှိရင်ဖြင့်ဝိပဿနာရှိရင်တို့ဘယ်နေရာကထိုင်ရှုရမှာလဲဆိုတာမပေါ်သေးဘူးဘယ်နေရာထိုင်ရှုဝေဒနာနဲ့တဏှာကြားထဲမှာထိုင်ရှုပါတို့တော့တဲ့တဏှာကတော့မရှိတာဧကမပဲတို့တော့ဒီကြားထဲမှာရှုရမယ်ဆိုတာကပရိစ္ဆေသမုပ္ပါဒေသနာတော်မှာတမ်းပြတဲ့အခါကျတော့ဝေဒနာပြီးတဏှာလာလို့ဒီကြားထဲမှာမဲ့ဝင်အောင်လုပ်ပါလို့ပြောတာတခါကြွကျင်납ဗလားကျင်납ပါအားလုံးဒကာဓမ္မတွေကျင်납ကြလားကျင်납ပါကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဒီကဲ့သို့အခုဒီနေ့တိုးပေးလိုက်မှာကဝေဒနာကိုအနိစ္စမြင်အောင်ရှုနိုင်လို့ရှိရင်ဒကာဓမ္မတို့မဲ့မဆိုင်ဘူးလားဆိုင်ပါဗျာမဲ့ဆိုင်ရည်နဲ့တပြိုင်တည်းထဲဒကာဓမ္မတို့ဒီသရမရဏဆိုတဲ့ဥစ္စာနည်းနည်းလေးမှတ်လိုက်စမ်းအနာဂတ်ဘဝဇေယမရဏဆိုတာဘာပါလဲရှင်းပြီဇေယမရဏဆိုတာသေပြီးမှဖြစ်မှာကိုဗျသေပြီးမှဖြစ်မှာဆိုတော့သူဘယ်ဘဝဆိုကြတဏှာရဲ့ဥပါဒံရဲ့ကံရဲ့ဒီသုံးခုဒီကားလို့ဆိုလို့ရှိရင်ဖြင့်အနာဂတ်ဘဝအကြောင်းဒါဖြင့်အနာဂတ်အကြောင်းက၃ခုအနာဂတ်အကျိုးကလည်း၃ခုအနာဂတ်အကြောင်းက
အနာဂတ်ကျိုးကအနာဂတ်အကြောင်းသုံးခုကိုယနေ့ရှင်းပါတဏှာဥပါဒံကံရွတ်ကြစံတရားဓမ္မတို့အနာဂတ်အကြောင်းဘယ်လိုပါလဲဒါအနာဂတ်အကြောင်းအနာဂတ်ဖြစ်ဖို့ရတပည့်ကြလားအနာဂတ်အကြောင်းသုံးခုကဘယ်လိုပါလဲမမေ့စီနဲ့နော်ပရိစ္ဆေသမုပ္ပါမဆုံးသေးဘူးတရားဓမ္မတို့ဆုံးပြီးတော့လည်းဝိပဿနာဉာဏ်တွေအများကြီးတွင်းအောင်ပါဒါကြောင့်နည်းတရားဓမ္မတွေဆွဲပြီးဟောနေတဲ့တသံတရားလုံးဖြတ်လမ်းမတွေ့ခဲ့တာတရားရွယ်ယနေ့စတွေ့တာတသံတရားလုံးကတော့ဝေဒနာပြည့်စရာတဏှာနဲ့သွားတာပဲတဏှာပြည့်စရာဥပါဒံဥပါဒနာပြည့်စရာကာမဘောပြည့်စရာဇာတိပြည့်စရာတသံတရားလုံးကတော့ဒီလမ်းကြီးဒိုင်းပြေးနေတာပဲဖိုက်စမ်းပါရှင်းမလားယခုဆရာဘုန်းကြီးအကူကြီးဖရာအကူကြီးနဲ့ဝေဒနာနဲ့တဏှာကြားဖရာပွင့်လိုက်ကွာသောတာပန်ဖြစ်ခြင်းဒီကြားထိုင်လိုက်ဟိသဂရဂံဖြစ်ခြင်းအနာဂံဖြစ်ခြင်းအဲ့ဒါခုမှထိုင်ကောင်းမှန်းသိတာတသံတရားလုံးဒီနေရာထိုင်ပြီးဒီကာလနေရမယ်လို့သိရလားမသိပါဘူးဒီနေရာနေရှုရမယ်လို့သိရလားမသိပါဘူးအဲ့ဒါကြောင့်တရားဓမ္မတို့ဒီတဲ့တန်တရားတစ်ဆက်သေးသာဆက်နေတယ်မပြတ်ခဲ့ပါဘူးမှန်ပါရှင်းမလားရှင်းပါဒါဖြင့်တဏှာဥပါဒံကံတို့သည်ဗါတဲ့တမင်ညဆိုလို့မရဘူးအနာဂတ်အကြောင်းလို့ပြောပါရှင်းမလားရှင်းပါလာလကံဖြစ်တဲ့ဇာတိဇရာမရဏကဘာပါလိမ့်ပြန်မေးတယ်တရားဓမ္မတို့သေချာမှတ်တာပါတဏှာဥပါဒံကံကပါတဲ့အနာဂတ်အကြောင်းတရားအဲ့တော့နေတိုင်းတရားဓမ္မတွေကတဏှာရဲ့ဥပါဒံရဲ့ကာယကံဝစီကံတွေရဲ့ဆိုတော့အနာဂတ်အကြောင်းနေတိုင်းလို့မလို့ဘူးလားဒါပြန်အကြောင်းလို့ထားပေါ့တရားဆိုင်တို့ဘူးလားဘူးတို့အကျိုးပေးမှပေးပါဒါပြန်အနာဂတ်အကျိုးကပါတဲ့ဇာတိဇရာမရဏကြည်ထားပါလေအခုပြတယ်ဘုရားကိုအနာဂတ်အကြောင်းကပါတဲ့ရံပြောလို့မရဘူးတဏှာဥပါဒံကံဒါကဘာတော့အနာဂတ်အကြောင်းအဲ့ဒီအနာဂတ်အကြောင်းကိုယခုဘဝကလှုပ်ထားရောလှုပ်တာကလည်းယခုဘဝပဲတို့တော့အနာဂတ်အတွက်လှုပ်ထားတယ်ရှင်းမလားလုံနေတုန်းကတော့ယခုဘဝပါပဲတို့တော့ဘယ်အတွက်လှုပ်ထားတာတုံးအနာဂတ်အကြောင်းဖြစ်နေလှုပ်ထားတာအနာဂတ်မှာဇာတိဇရာမရဏပေါ်အောင်လို့လှုပ်ထားတာဒါကြောင့်နေတိုင်းဝိပဿနာကင်းနေတဲ့ပုဂ္ဂိုလ်မှာတဏှာဥပါဒံကံနေနေတိုင်းလှုပ်ဘာအကြောင်းတွေလှုပ်ထားပါလိမ့်အနာဂတ်အကြောင်းတွေလှုပ်ထားသည်ဒကာဓမ္မတွေဘာတွေလှုပ်ထားလဲဒီဘဝသုတေသွားတဲ့ခါကျတော့ကိုနောက်ဘဝအနာဂတ်အကျိုးဒုက္ခသစ္စာသုံးခုရအောင်လို့လုပ်ထားတာဘာရအောင်လုပ်ထားပါလိမ့်ဘာဒုက္ခသစ္စာအကျိုးသုံးခုရအောင်လို့ဒကာဓမ္မတွေကလုပ်မထားဘူးလားရှင်းမလားအဲ့ဒါဒီဘယ်ဘဝကလုပ်တာတုံးဆိုတော့ယခုပြစ္ဆုတ်ပံဘဝကလုပ်တာဒါပြစ္ဆုတ်ပံဘဝရှင်းမလားဒါဘယ်ဘဝပါလိမ့်ယခုပြစ္ဆုတ်ပံဘဝဒီသုံးခုကတို့တော့ဘယ်အတွက်လှုပ်ထားတာပါလိမ့်အနာဂတ်အတွက်လှုပ်ထားလို့အနာဂတ်အကြောင်းဖြစ်ရလှုပ်တာကတော့ဖြင့်ယခုပြစ္ဆုတ်ပံဘဝပဲဘယ်အတွက်လှုပ်ထားတာတော့ဒါဖြင့်သူအနာဂတ်အကြောင်းတဏှာဥပါဒံကံတွေကိုဘာအကြောင်းဆိုကြမယ်